ဒါတရုတ်နံပင်မှာတရုတ်နံမိတ်အကြီးပေါ့အဲ့ဒါရင်ထည့်မယ်ဒါစနိုးနဲ့ထည့်ပါမယ်စနိုးလေးပါဒီအောင်ရုပ်ပြီးဖွဲချမ်းပါအိန္ဒိယနေလာတဲ့ရုပ်ပြီးဖွဲချမ်းစတော့ကျွန်တော်နည်းနည်းပဲထည့်ပါလေစလို့စပိတ်မစားနိုင်တော့ကျွန်တော်နည်းနည်းလေးပဲထည့်ပါလေဒါတိုမာတိုပေ့စ်ပါခရမ်းကျင်ပြီးနှစ်ပေါ့နည်းနည်းလေးထည့်ပါလေကျွန်တော်ဒါဆွေးဆော့ပါဆွေးဆော့လေးနဲ့ထည့်ပါလေပြီးလို့ရှိရင်နည်းနည်းလေးနွန်းလာပြီဆိုလို့ရှိရင်တရုတ်နံမိတ်တွေနည်းနည်းတရုတ်နံမိတ်နံပင်ကြီးပေါ့နည်းနည်းနွန်းလာပြီဆိုရင်ဂုံသားလေးထည့်ပါမယ်ပြီးလို့ရှိရင်နည်းနည်းလေးထည့်ပါမယ်ယူစီလေးပါမရုပ်အောင်ထည့်ပြီးတော့ဆာလီနဲ့ထပ်ထည့်ပါမယ်ဆာလီနဲ့ပဲထည့်မယ်နော်ဒီစားငံလို့မဟုတ်စားထိုးလေးနော်နည်းနည်းလေးထည့်မယ်စစ်သားမုတ်လေးပေါ့စစ်သားမုတ်နဲ့ထည့်မယ်ခုဆိုရင်အရေးလက်ခမ်းပြီဆိုတော့ဒီမှာကျွတ်တုံနေနဲ့နံပင်ထည့်မယ်နော်ကျွတ်တုံနေနဲ့နံပင်အုတ်တာပေါ့ဗျကျွတ်တုံနေနံပင်အုတ်တာပေါ့ဒါတော့လုံးဝကျွတ်သွားတဲ့အနေထားနော်မကြည့်တော့တော့ကျွတ်သွားတဲ့အနေထားကျွတ်သွားပြီပေါ့လေနော်ဆိုတော့အရသာရောအနက်ရောကွတ်တီပဲဟုတ်လားဒီလိုမျိုးရေလဲတိတ်မရှိတော့ဘူးပေါ့လေနော်ဆိုရေလက်ခံသွားပြီဆိုတော့သူကအရသာအကုန်အဖတ်ထဲမှာပဲရှိနေတာဆိုတော့ဒါတရုတ်စတိုင်လေးဂုံးကြော်တာပေါ့လေနော်တရုတ်မြုပ်တီးနဲ့ဟော့ပေါ်နဲ့စကူမာကောတွေကတော့ဟိုမရှိတော့မထည့်လိုက်ရဘူးပေါ့နော်ဒါရိုးရိုးရှင်းရှင်းလေးပဲကြော်လိုက်တာပေါ့